ပြည့်စုံတဲ့ပါရှိအောင်ကိုယ်တော်မှုမှာဖတ်ကြားနေပါရလေးလေးထားတာမိတ္တရခံပါလေဒီလိုကလုံးမှာမိသားစုရှိမှရောက်ရှိနေပါပြီဆက်ပါဝိဒါရီကကြီးပေါ့ပြည့်တောင်မကြီးကြီးရတယ်လူတိုင်းကကြီးချစ်ရှိလူတိုင်းကမှကြီးတို့တော်တယ်တားလူတိုင်းဖြစ်တယ်မောင်ကြီးချမ်းသူမောင်အေးသူဝင်းခေါ်မောင်ရေးရေတော့ဆိုင်ရတော့ဗျာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တော့ဒီရိုက်မှာမဟုတ်ပါဘူးဒါရိုက်ပါဘူးရဲ့တော့အဲ့တော့ကောင်းတော့လို့တဲ့ပုဂ္ဂိုလ်ကဘဝပတ်တန်းစီအများကြီးနောက်တော့ပြန်ပြီးတော့အလူလိုပြောမယ်စီအပဒါစီကွာပြရတယ်လားကဲတော့မလို့ညာပြည်ရာကြီးကဦးချစ်ရွှေဟုတ်သာသနာ့ဘာသာကြီးလို့ခေါ်ရတဲ့ဒီနေ့မှာမှန်ပါတယ်ဟုတ်အလူအမကြီးတော့ထွားတယ်သာသနာ့မိခင်ကြီးပါဟုတ်သာသနာ့မြတ်ဖြစ်ကြတဲ့တာကျရဏပေါင်ကြီးချာဦးပြည်ရာကြီးဟုတ်တယ်ဟုတ်တယ်နောက်ပေါင်ရဲတို့ဘယ်မှာဟုတ်ကဲ့လူတော်ပုံသွားရတော့မိသားတဲ့ဆိုစေရနာတူညီစွာလူနဲ့မိသားစုဘုံမကြီးကမိသားပါတယ်နော်ကျွန်တော်ရဲ့မိဘအရွယ်ဦးလေးရွယ်တော်လေးပါဟုတ်ကဲ့နော်လူတော်အားလေးဆိုတာကျွန်တော်တို့ညီကိုတွေအရွယ်ဖြစ်ပါတယ်ဟုတ်ကဲ့လားဒါပေမဲ့လို့ဒီနေ့ကျွန်တော်တို့ရဲ့ပို့ပြီးတော့မြင့်မြတ်သွားတယ်လာသမျှမိပရိသတ်အားလုံးကိုစေရနာပါပါတဲ့ခံတွင်းမွေးတာတော်ရှိသူများတွေဆန်းစစ်ကြောင်းတင်ကပစ္စည်းလေးပါးတိုင်းကဘွယ်ထုခံယူတဲ့လူတွေကလုံးမှာမိသားစုနေရက်မင်္ဂလာကြီးရရွာကြီးမင်္ဂလာရှိတဲ့ရရွာကြီးပရိသတ်ကမင်္ဂလာရှိတဲ့ပရိသတ်အိမ်တော်မင်္ဂလာကမင်္ဂလာရှိလို့ကြက်တည်ရှိလို့အိမ်တော်မင်္ဂလာကြီးပါဖြစ်ပါတယ်ဟောဒီနေ့ဒီချိန်ကမှလူတွေကလုံးမှာအိမ်တော်မင်္ဂလာကြီးဒီကြက်တည်ရှိတဲ့အိမ်မင်္ဂလာရှိတဲ့အေးကိုတော်မူခင်ဗျာကိုတော်ကြီးကတော့ပြောလိုက်ရှင်နေအဲ့လိုကြီးပြတဲ့အိမ်လို့လာလာပြကျွေးမွေးတက်ခါပြီးတော့ရေရောဆိုလူသားတွေလူတွေကလူပါရဲ့နေအိမ်ကိုအောင်ထိုင်လေကိုစောမှုစိတ်တူကိုယ်တိုင်ဒီဆိုကိုပြုချင်းဟာအလူကြီးပဲအေကြက်ပြေဖြာပြတူတဲ့အိမ်ကိုစိတ်လုံးကျေပြုချင်တာတော်ရဆန်း